အခမ်းအနားများကိုကျင်းပဆောင်ရွက်ခဲ့တဲ့ကေတုမရီတောင်ကိုမြို့တည်နန်းဒီ906နှစ်ပြည့်ပွဲတော်အခမ်းအနားပုံရိပ်တွေကိုပြန်လည်အောင်မေသတိတရားဖြစ်စေရန်ရည်ရွယ်ပြီး910နှစ်ပြည့်ဂုဏ်ပြုအစီအစဉ်ဖြင့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကေတုမရီတောင်ကိုမြို့တည်နန်းဒီ906နှစ်ပြည့်ပွဲတော်နဲ့နှစ်ချိတ်ရှိစုဖျားများဒေသစာရီလှည့်လည်ပူဇော်ပွဲများကျင်းပဆောင်ရွက်နိုင်ရန်အတွက်ကိုလည်းပွဲတော်ကျင်းပရေးနာယကများခရိုင်အုပ်ချုပ်ရေးမှူးမြို့နယ်အုပ်ချုပ်ရေးမှူးကဏ္ဍအသီးသီးမှတာဝန်ယူဆောင်ရွက်ကြတဲ့ဆက်ကော်မတီအသီးသီးမှတာဝန်ခံများမြို့မိမြို့ဖများဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများကလည်းမိမိတို့ကြာရာအခမ်းကဏ္ဍတစ်ခုချင်းစီလိုက်ဆောင်ရွက်ထားရှိတဲ့ညှိနှိုင်းစည်းဝေးများကိုအကောင်းဆုံးစ조사ဆောင်ရွက်ခဲ့ကြကာပွဲတော်ကျင်းပဆောင်ရွက်နိုင်ကြရေးအတွက်ကိုလည်းအားထုတ်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။တောင်ငူ906နှစ်ပြည့်ပွဲတော်မှာဆိုရင်ဓာတ်ပုံပြပွဲတရုတ်ဆောင်တင်ဆက်မှုတချင်းဆိုပြိုင်ပွဲအစရှိတဲ့တောင်ငူသူတောင်ငူသားတို့ရဲ့အနုပညာပိုင်းဆိုင်ရာအရေးချင်းများကိုဖော်ထုတ်ပြသနိုင်ခဲ့တဲ့ပြိုင်ပွဲများအစရှိသဖြင့်ကဏ္ဍများပါဝင်ခဲ့ပြီးပြိုင်ပွဲဝင်များရဲ့အရေးအသွေးများကိုမြင်တွေ့ခန်းစားခဲ့ကြရတာဖြစ်ပါတယ်။ဘာသာရေးဆိုင်ရာပွဲတော်များကိုလည်းနှစ်စဉ်အစဉ်လာမပြတ်ထည့်သွင်းကျင်းပခဲ့ကြကာကေတုမရီမြို့တည်နန်းဒီ906နှစ်ပြည့်ပွဲတော်မှာတော့ထီတော်တင်ပွဲရှင်906ပါးရဟန်းခံရှင်ပြုပွဲဗုဒ္ဓဝင်ပြပွဲအစရှိတဲ့ပွဲတော်တစ်ခုချင်းစီလိုက်တာဝန်ယူဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ဘာသာသာသနာထွန်းကားပြန့်ပွားစေရေးအတွက်ကိုလည်းတောင်ငူသူတောင်ငူသားတို့ကနေမိမိတို့ရက်ကွက်မြို့နယ်တစ်ခုချင်းစီလိုက်ဆောင်ရွက်ခဲ့ကြတဲ့မှတ်တမ်းများကလည်းယနေ့910နှစ်ပြည့်ပွဲတော်အမှတ်တရတစ်ခုဖြစ်တည်ရှိနေကြတာဖြစ်ပါတယ်။နှစ်ကျိတ်ရှိစုဖျားများလှည့်လည်ပူဇော်ခြင်းခမ်းနားကိုလည်းပွဲတော်ကျင်းပဆောင်ရွက်ရေးဗဟိုဦးစီးကော်မတီရဲ့ဆောင်ရွက်မှုများနဲ့အတူမြို့နယ်ရက်ကွက်အဖွဲ့အစည်းတစ်ခုချင်းစီအလိုက်ဆောင်ရွက်ခဲ့ကြပြီးနှစ်စဉ်အစဉ်လာမပြတ်ကျင်းပဆောင်ရွက်ခဲ့ကြတဲ့အခမ်းအနားတစ်ခုလည်းဖြစ်ပါတယ်။ဆိုရဖက်အတွင်းရေးမှူးဦးတိုးဝင်းနဲ့တကွာပွဲတော်ကျင်းပရေးဗဟိုဦးစီးကော်မတီဝင်များအထူးဖိတ်ကြားလာသောအင်ဒီရိုကြီးများအားလုံးသူတည်မင်္ဂလာပေါင်းနဲ့ဤသည့်စုံနိုင်ကြပါစေကြောင်းဆုမွန်ကောင်းကောင်းရင်ခုခုဆက်ကဂါရပြုအပ်ပါရဲ့ရှင်။ယနေ့ဘောဆလာတက္ကရာ1388ခုနှစ်ကစားမုံလဆန်း73ရက်နေ့စနေနေ့တွင်ကျင်းပပြုလုပ်သည့်ခမ်းနားကတော့ကေတုမတီတောင်ကိုမြို့တည်နန်းဒီ906နှစ်ပြည့်နှစ်သိန်းရှိစုဖျားများပြည့်စုံပူဇော်ခြင်းပြုမွေးခမ်းနားပဲဖြစ်ပါရဲ့ရှင်။ဒီစုဖျားများပြည့်စုံပူဇော်ခြင်းပြုမွေးခမ်းနားပဲဖြစ်ပါရဲ့ရှင်။ပြုမွေးခမ်းနားပဲဖြစ်ပါရဲ့ရှင်။ပြုမွေးခမ်းနားပဲဖြစ်ပါရဲ့ရှင်။